ယောက်ျားလေးတွေအနေနဲ့မိမိရဲ့အမျိုးသားကျန်းမာရေးကောင်းမကောင်းမနက်မိုးလင်းအိပ်ယာထတာနဲ့စမ်းသပ်စစ်ဆေးရမယ့်အရာတစ်ခုရှိပါတယ်။ဒါကတော့ကျွန်တော်တို့ morning erection ပဲဖြစ်ပါတယ်။ morning erection ဆိုတာကယောက်ျားလေးတိုင်းမနက်မိုးလင်းအိပ်ယာထတာနဲ့မိမိအိပ်ယာထတာနဲ့အတူတူမိမိရဲ့ဖွားဘက်တော်ပါနိုးထလာရမှာဖြစ်ပါတယ်။ဒါမျိုးနိုးထလာမယ်ဆိုရင်ဒါသူ့ရဲ့ကျန်းမာရေးဒီကောင်းမွန်တဲ့အခြေအနေမှာရှိနေပါတယ်။စိတ်ကျန်းမာရေးရောလူရဲ့ခန္ဓာကိုယ် physical ဘိုင်းရောအားလုံးကျန်းမာနေတာဖြစ်ပါတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့တပတ်လောက်အထိပေါ့နော်တပတ်လောက်တစ်လလောက်အထိပေါ့နော်ဖောက်ဘက်တော်နာအတူတူနိုးထမလာဘူးဆိုရင်တော့ဒါဆိုရင်ကျန်းမာရေးအခြေအနေတစ်ခုခုချွတ်ယွင်းနေပြီဖြစ်ပါတယ်။ဘာတွေချွတ်ယွင်းတက်လဲဆိုရင်ဟော်မုန်းဓာတ်မညီမျှတာမျိုးတွေဒါမှမဟုတ်သွေးကြောဆိုင်ရာပြဿနာတွေတစ်ခုခုဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်။တစ်ခါတရံမှာတော့ကျွန်တော်တို့မနက်မိုးလင်းတဲ့အခါမျိုးမှာတင်းမာမှုမရှိတာမျိုးကတော့ရှိတတ်တယ်။တစ်ခါတရံဆိုရင်တော့ပြဿနာမရှိပေမဲ့ကျွန်တော်ခုနပြောခဲ့သလိုတစ်ပတ်လောက်ဖြစ်နေပြီတစ်လလောက်ဖြစ်နေပြီဆိုရင်တော့ဟော်မုန်းဆိုင်ရာပြဿနာတွေသွေးကြောဆိုင်ရာပြဿနာတွေဖြစ်တတ်တဲ့အတွက်မပေါ့ဆသင့်ပါဘူးခင်ဗျာ